โอเคအားလုံးပဲမိတ်ကလာပါဗျဒါတော့ကျွန်တော်မျိုးပဲလာတော့เนาะကြောစာနံကပ်ပြဝေပြီးတော့ကျွန်တော်ဒီပတ်ပူပဲသွားအောင်เนาะပတ်ပူပဲကနေကျွန်တော်ငွေချင်းနေကြောမျိုးထက်ဆက်ဖြစ်မလားပဲနေတော့ကျွန်တော်မသိဘူးเนาะဒါတော့ကျွန်တော်စိုက်က3စီးပါ3စီးရအောင်เนาะကျွန်တော်စေရောအဖွဲရတော့တခြားနေတော့သွားတယ်ဗျတခြားနေရတယ်တခြားစီအောင်เนาะဖျားသွားတယ်တခြားစီတယ်ဒါတော့ကျွန်တော်တို့ငွေချင်း900စိုက်က3စီးနဲ့လာတာဖြစ်ပါတယ်ကလေးတွေကြီးပဲโอเคนะဒါငါဖျားပါနော်ဝယ်ချမ်းမှာပြည့်နေရာလေးနေရာဖြစ်ပါတယ်ဒါတော့တသက်ငယ်ရေးတွေထိုင်ပြီးတော့ live ပို့တော့ဗောနော်။ဘယ်နေရာလဲဆိုတော့ကျွန်တော်ပတ်ပူရီမှာရှိတဲ့ coffee site ဆိုတော့မသိဘူးကြာပြီ။ဒီရက်ခါ coffee siteသူ့ကိုကြည့်ရပြီးတော့တော့ဟိုရစ်စဲတော့ပြီးတော့သူ့ကိုတရားရတာလားဒါပဲရရင်ကကင်မရာမဲထိုင်ယူဒီမှာကာဖေဆိုင်မှာဒီတွေလေးစီးပါလားခင်ဗျာကာဖေဆိုင်မှာနေရာတော့ညဆောက်တော့နော်ဒီမှာလေကျွန်တော်လေပေါ်တိတ်ပါတယ်ချုပ်ကလေပေါ်မှာကျွန်တော်တရားလေးထိုးထားပါတယ်ဗျာโอเคဒီမှာလက်ချလေးပေါ့နော်ဒီမှာတစ်ဖက်ဒီမှာတစ်ဖက်ဖြစ်ပါတယ်ညလာတယ်ဒီနေရာလည်းဆောက်သွားပြီနေရာကြီးကျေးပါကျေးနာနေရာကဖက်ဆိုင်ရမရဒီနောက်မှာလည်းဒီမှာလည်းအမိုးရင်းနဲ့နေရာတော်များများပဲโอเคအားလုံးပဲမင်္ဂလာပါဒါတော့ကျွန်တော်ဝေဟင်မျိုးစင်ပါမနော်မျိုးစင်တော့သွားနေတယ်ညသေးဘူးလက်ပုံလေးတွေရိုက်ဗီဒီယိုလေးတွေရိုက်ဒါဟုတ်နာမနေအောင်ကြာရည်တယ်ပြီးတော့ကြောအဆင်မှာတော့ဆိုင်ကနေလာတယ်ညီကိုတွေပေါ့နော်နော်ဒီတော့မှနေတဒါးလေးထိုးတာပေါ့နော်
ဒါလေးချိုးတော့ဖြစ်ပါတယ်မိုက်တယ်ညမိုက်နေရာလေးတော့ကြိုက်တယ်ပေါ့တော့မရှိတော့ငယ်ချင်းဖုန်းနဲ့ရိုက်လာတော့ဗီဒီယိုလေးအများကြီးပါနော်โอเคအားလုံးပဲဗီဒီယိုဖိုင်ကိုစောင့်ကြည့်ပေးပါခင်ဗျာလိုက်မတရားဒီချိန်တော့ဖြစ်မှာပေါ့လာခဏမဲ့ပဲလာဘိုင်ဆန်ရောတာလာ လိုက်တာလားဒီနေ့လိုက်တာလားလိုက်တာဝေးကြအော်ဝေးကချေနီနီနာလာဆောင်အောင်မြေတဲမဲတော့မတဲရကြရလေကွာဖျားလေးပါလေခုလာ